ညစွာဘုရားလက်ထက်ကပိမသာယမင်းကြီးတို့ပေါ့ဗျာပိမသာယမင်းကြီးဟာမဟာသောတာပန်ကြီးပေါ့ကာလဝိမု ക്തി စိတ်ဖြစ်နေတော့သူ့မှာမဟာသောတာပန်ကြီးတည်နေတော့သားလုပ်တဲ့ပုဂ္ဂိုလ်ကအဇာသမမင်းကနေပြီးတော့ဖေးသတ်တာပေါ့လေဖေးသတ်တော့သမင်းလည်းမကျွေးဘူးသမင်းငါးကြသာတမဆိုလားအဲ့ဒီလိုပြောတာရှိသမင်းငါးကြသာတမဒါလေးနဲ့ကျွေးတော့ဘယ်ဝမလဲသာလောက်တော့မဟုတ်တဲ့ဝေဒနာတာခံစားဒုက္ခကြီးခံစားနေရတာပေါ့ခံစားပေတဲ့ဒုက္ခဒုက္ခတရားသူမခံစားဘူးသောတာပန်ပုဂ္ဂိုလ်သောတာပန်ဖလားသမာဘဝင်စားနေဘယ်လိုဝင်စားနေလဲတဲ့ဈေးညာလေးရှောက်နေတာပဲဈေးညာလေးရှောက်တော့သူ့မှာကြားမာပြီးတော့သူ့မှာဝေဒနာမှမခံစားပဲဘူးပုရုษင်များတော့သာလောက်တော့မှတော့လူဒိတ်မှာပေါ့မလူဒိတ်ဘူးသူ့မှာဒီစိတ်မဖြစ်ဘူးဘာစိတ်ဖြစ်လဲတဲ့ဒီတလားလှမ်းလိုက်တယ်နမ်းသိလိုက်တယ်ဥစ္စာဘာကိုသိလိုက်တယ်ဩခံစားပြီးပြက်ပါလားသိလိုက်တယ်လှမ်းလိုက်တယ်ဟာလေးလည်းခံစားပြီးပြက်တဲ့သဘောဒါလေးပဲသိတာတခုတည်းနဲ့စိတ်တခုတည်းပြက်ခံထားတယ်ငါမစားရဘူးဒါမသိဘာသိလဲတဲ့လက္ခဏာသဘာသိနေလှမ်းလိုက်တာလေးလည်းခံစားတဲ့သဘောထိလိုက်တာလေးလည်းခံစားတဲ့သဘောညိုတာလည်းခံစားတဲ့သဘောပေါက်တာလည်းခံစားတဲ့သဘောထိုင်တာလေးလည်းခံစားတဲ့သဘောအိတ်လိုက်တာလေးလည်းခံစားတဲ့သဘောထလိုက်တာလေးလည်းခံစားတဲ့သဘောကြည့်လိုက်တာလေးလည်းခံစားတဲ့သဘောနားထောင်လိုက်တာလည်းခံစားတဲ့သဘောနားလိုက်တာလည်းခံစားတဲ့သဘောစားလိုက်တာလေးလည်းခံစားတဲ့သဘောထိလိုက်တာသိလိုက်တာယိုတာပေါက်တာခံစားတဲ့သဘောဆိုတော့ဟောဒုက္ခဒုက္ခတော့အဲ့ဒါပါလေတဲ့သောတာပန်ဖလားသမာဘဆိုတာအဲ့ဒါသိပြီလေပြဒုက္ခဒုက္ခတော့တယ်အဲ့ဒါမှဖလားသမာဘဟောတယ်ဗျာ